ကိုယ်မြို့ရဲတော့နေပါတယ်ကိုယ်တိုင်ဆိုင်ရင်မောင်းနေရှေ့မှာဖုန်းချိတ်လိုက်ရပါတယ်ဗျာဖုန်းနဲ့ချိတ်ပြီးတော့ဒီ Google Map ကိုကြည့်ပြီးတော့ဗျာတွားချင်တဲ့နေရာတွားလို့ရတယ်ဗျာဒီပါလေတွားချင်တဲ့နေရာအဝေးလိုလေးရဗျာအဝေးလိုလေးရ18 km ဆိုတော့လေကျွန်တော်ထင်တာတော့နိုင်ဝက်လောက်မောင်းရမှာဗျာကျွန်တော်ဒီ130နဲ့ပြောတာဗျာနောက်နေတာကြာတော့ဥစားတော့100နဲ့လျှောက်ပေးတာဗျာတော်တော်လေးတဘောကောင်းတယ်ဟုတ်ပါဗျာကျွန်တော်မြို့ထဲရောက်ပြီဗျာမြို့ထဲရောက်ပြီးတော့အရင်ဆုံးကျွန်တော်ပတ်စံရင်တော့လဲရမှာဗျာပြီးလို့ရှိရင်ပတ်စံလဲပြီးလို့ရှိရင်ကြော်ပြသွားမယ်ဆိုပြီးဟိုဘက်မှာရှိတဲ့ဒီmarket သွားမယ်ဗျာဒီမှာဥစားစားစရာလေးတော့ဝယ်မယ်တက်ဆန်လေးညာဒီညာလေးလဲမြို့ထဲမှာရှိရတာဒါ money box လဲလူတွေများတယ်USD 100တော့လဲလိုက်မယ်ဗျာ USD 100ဆိုရင်ကျွန်တော်ဟိုတယ်အခန်းကိုကျွန်တော်ပေးရရင်စားရရဆိုရင်လောက်တယ်ဗျာ100 USD dollars USD 100ကျတော့နောက်တော့မထည့်ရဘူးဒီ2600ပေါ့နော်2600ဘက်ကိုသွားပြီးတော့ဝယ်စရာရှိဝယ်မယ်ဗျာအဲ့အတီးစင်းလုံးနေဗျာဒါဆိုရင်55ရှေ့ရဘိန်းနေသေးဆိုရင်ဗျာ59ဗျာဒီ3ည3လုံးမကြည့်နဲ့ဗျာအရှိနှလုံးပဲ59ပဲဝင်ကောင်းမလဲတရက်တီးက mangoes sorry 18ဗျာတပူးရလားI'm so terus aku mah kok cuma seafood semua bau ini apa nih
မ်းကြုံများမိုးရောရွာတော့မယ်ခုနတော့ပတ်စံတွေလဲပြီးတော့ဗာလဲဆိုတော့စားစရာတွေတော့ဝယ်တယ်ဗျာပြီးတော့နေ့လည်စာမနက်စာတွေစားလိုက်တယ်ဗျာဒီအိမ်ပြန်တဲ့အချိန်မှာမထင်မှတ်ထားဘူးဗျာဒီမှာကမ်းခြေအရန်လာတာတွေ့လို့ရောလမ်းကြုံတော့ဝင်ရဒီညတော့နောက်ပိုင်းကျ resort တွေပဲဖွင့်ဖို့ရှိရတော့ထင်တာပဲတော့တေချာလောက်ထားတယ်ဗျာရွာတော့မယ်ဗျာမလေးရရဲတော့တိုက်နေဆိုင်ငယ်တော့တစီတွေ့တယ်ဗျာပြီးတော့ခဏတစီနဲ့ဒီလူလည်းမရှိဘူးဗျာဟောတော်လေးကိုလာကမ်းခြေဗျာရှက်လူလည်းမရှိစက်မတော်ဘူးဆိုဆုံးဖြတ်လိုက်တယ်ဗျာဆိုင်ငယ်ရရှိရဗျာတစည်းရလူမရှိဘူးဗျာဖက်နှက်ချွတ်တာတော့တွေ့ရကြောက်လို့ရကျွန်တော်စက်မတော်တော့နာမည်တော်တော်လေးကိုလှတယ်ဗျာဒီကျုံးကဘယ်လိုပြောမလဲရေနဲ့ဝိုင်းထားတယ်ဗျာပင်ညာကန်းချီပင်ညာတော်တော်ဗျာကန်းချီလှလှလေးတွေ့ရဗျာဒီပတ်လေးမှာဆိုရင်ကြောက်ခဲနေဒီကြောင်စီရဗျာရှင်းအောင်လာကဲမိုးမရောက်ခင်ဗျာကျွန်တော်အိမ်အောင်ပြန်လိုက်မယ်ဒီနာထားလိုက်ဒီနေ့ကျွန်တော်ဗျာgrocery တော့ဝယ်တယ်ပြီးလို့ချင်းဆိုင်ငယ်ငားတယ်နောက်ပြီးတော့နေ့လည်စာစားရဗျာဘလောက်ကုန်ကြဆိုကျွန်တော်ဒီ grocery တွေဝယ်တာ990ဗျာ300ထားလိုက်ဗျာVietnam ငွေဗျာကြာပြီးတော့စားတာ90ဗျာဒီနေ့လည်စာမနက်စာလည်းစားလိုက်90ပြီးတော့ဆိုင်ငယ်ငားတာက100ဗျာ300 450ကြားတယ်ဒီအပြန်မှာကျွန်တော်ဆန်ဝင်ဝယ်လိုက်တယ်ဗျာဆန်450ပဲထားလိုက်ပါတော့အဲဆိုရင်900ကြားဗျာ
US ဒေါ်လာဆိုရင်ကျွန်တော်အနေနဲ့ဒီနေ့ဘယ်လောက်ကျသွားလဲဆိုရင်$19ကျသွားတယ်